ဟုတ်ပါပြီမင်းတို့ကြိုက်နေတာလဲ2နှစ်လောက်ရှိနေငါတို့လည်းသိပါတယ်တရက်ကွက်လုံးလည်းသိပါတယ်ဘေးကနေပူတန်နေနဲ့ဆိုအသားတွေမဲသွားမယ်ငါမဲရင်မဲပါစေငါ့ပစ္စည်းကောင်းလေးတော့အမဲမခံနိုင်မဟုတ်ဘူးနော်လားအဆင်ပြေဟမ်အဲ့ဒါမကြပါဘူးဟုတ်စတဲ့မကြတာဘာလို့ခုနတည်းမပြောတာလဲဒီကကောင်းတဲ့ဆိုင်တော့ကိုယ်ပတ်စံကောင်းမှာပြောလို့ပေါ့အော်မိုးရဲ့မိုးနဲ့ကိုနဲ့ကြိုက်တာခုမှကြိုက်တာလားမိုးနဲ့ကိုနဲ့ကြိုက်တယ်2နှစ်တောင်ရှိပြီလေအဲ့လိုစိတ်တိုင်းမကြနေတာကိုယ့်ရဲ့ပစ္စည်းကောင်းကြီးကဘလို့လှလာမှာလဲအဓိကကိုယ်စိတ်ထဲမှာကွာကိုယ့်ရဲ့ပစ္စည်းကောင်းကြီးကအများအားလှနေဖို့ပဲလေမိုးကလေအခုမျက်နှာကြီးထွတ်တာအဆင်ပြေလားအဲ့တိုင်းမကြဘူးသွားနေတဲ့ဆိုင်မှာမဟုတ်တာကိုယ်နဲ့ရမ်းတော့အော်မိုးရဲ့အဲ့လိုမျိုးကွာခုနတည်းကကိုယ်တခါတည်းပြောလိုက်ရမှာလေမိုးအဓိကပစ္စည်းကောင်းလေးလှပနေကွာဘလောက်ကုန်ကုန်လို့ရတယ်ကွာဒီဟုတ်ပါ ကိုယ်အဓိကကိုယ်ပစ္စည်းကောင်းလေးလှဖို့ပဲဒါမှမဟုတ်မြန်မာပြည်မှာမလုပ်ဘဲနဲ့ထိုင်းနိုင်ငံမှာသွားညှက်မှာကိုယ်လည်းပို့တယ်မလေးမအောင်အဓိကလေကိုယ့်ရဲ့ပစ္စည်းကောင်းလေးလှနေဖို့ပဲလို့ပြောမတာဘာနေတာလဲအဓိကပစ္စည်းကောင်းလေးလှနေဖို့ကအရေးကြီးတယ်ဘာပစ္စည်းကောင်းတွေလှနေတကယ်ချင်းဒီမှာကွာငါ့ရဲ့ပစ္စည်းကောင်းလေးကသပင်သွားညှက်တာအဲ့အစင်မပြေလို့စိတ်ညစ်နေတာမျက်နှာလည်းကြီးချွတ်လာတော့ကွာအဲ့အစင်မပြေပြန်ဘူးတဲ့ तू ကစိတ်ညစ်တော့ငါဘာရောပြီးစိတ်ညစ်နေတာမင်းကလည်းပိုးကွာမင်းကလည်းတော်တော်ပိုးပါတယ်ကွာဟုတ်ပါပြီမင်းတို့ကြိုက်နေတာလဲ2နှစ်လောက်ရှိနေငါတို့လည်းသိပါတယ်တရက်ကွက်လုံးလည်းသိပါတယ်ဒါဟုတ်ပစ္စည်းကောင်းလေးရတာပစ္စည်းကောင်းလေးရတာပစ္စည်းကောင်းလေးရတာကြောညာဝင်းတာကွာမင်းကလည်းငါချစ်တတ်တာဟုတ်ကဲ့မင်းကပဲချစ်တယ်ငါတို့ကပဲမချစ်တတ်တာကြားနေရပါငါလည်းမင်းတို့တမန်ရဟာလေဘလုံးကညနေကျရင်လာအောင်မလားမလာတော့ငါပစ္စည်းကောင်းလေးညနေကျရင်အဝတ်စားဝယ်ပေးပါတဲ့အဲ့ဒါငါညနေကျရင် shopping center ကိုလိုက်ပို့အောင်လိုက်တော့ဒါနဲ့ရဟုတ်ကြည့်လိုက်ငါပစ္စည်းကောင်းလေးကဘယ်လောက်ထိလှလဲဆိုတော့ကြည့်လိုက်ပစ္စည်းကောင်းလေးမိုက်ဟေးအော်မင်းကမိုက်တာမင်းတို့အတွက်လိုက်တယ်လို့ပစ္စည်းကောင်းလေးမိုက်တယ်ဒါကိုပြောတာကွာမင်းကလည်းရောက်မိုက်နော်မင်းမျက်စိကရိုးမျက်စိနဲ့ပဲကြည့်ငါလိုပါဝါတက်ပြီးမကြည့်နဲ့မကြည့်ပါဘူးငါတယောက်ပဲကြည့်ခွင့်ရှိအေးပါလာသေးလေဒီနာအနေများတယ်ပြောလိုက်တာကွာဟိုမလေးတယောက်ကြတယ်ဒီချာချင်းတော့စီအောင်လေးပြဘာလို့စီကောင်းဘာလို့ကိုယ်တငယ်ချင်းကြီးစားကွာအဲ့ဒါဟာကဲသူတို့ယူပြီးသွားပြီလားမယူရသေးဘူးလေမယူရသေးဘူးလေကဲသူ့မိမဆိုငါပြင်မရင်ငါ့ကိုပြောလေမဟုတ်ဘူးလေကွာတငယ်ချင်းကြီးစားဆိုမစီးလေးပါလေးထားပါဗောအဲ့လောက်တနာယူမနေနဲ့ကြီးကျော်တော်မျိုးမသိစီကောင်အမိုင်းသူများတော့ပြောပြီးတော့လာကောင်းလို့ပြောတော့ဘာမင်းရလဲဒီဟာရှင်နေဘယ်လိုရှိလဲမနေ့တည်းနှစ်ခါအောက်ပဲဆိုရတယ်တမနက်လုံးပါတာဟိုးကမင်းရဒီကောင်ငါလည်းတော့ရပါမလဲသိပါတယ်ကွာမင်းလည်းမငါသိပါမင်းကသိပါတယ်နဲ့လာလိုက်မင်း customer တွေကြီးပဲအော်ဒါတွေကွာငါအလဲကိုကြော်ညင်းလို့ကြော်တာမှမဟုတ်တာငါနာမည်ကြီးနဲ့လာတော့ကွာပေါင်မဲရေးလိုက်ပို့ပေးပါဦးဆိုငါလိုက်ပို့ရတာပေါ့အော်ဒါမို့တယ်ပေါ့မင်း order တယောက်ကလုံးကလည်းမင်း order တွေကြီးပဲငါတို့လှုပ်ရှားဖို့လည်းထားပါအောင်ကွာနည်းနည်းပါလေဒီရဲ့ဒီကလည်းငါထည့်ပေးမယ်ငါအော်ဒါပါထည့်ပေးမှာကွာဟုတ်ပြီလားအေးအားဆိုလည်းပြီးတာပဲပေါင်မဲရအေးတော့ဘလူးလဲငါလေကွာဟုတ်တယ်မင်းလေရလေဟုတ်တယ်ရလေသွားမယ်သွားမယ်တက်လေငါခုအမိုးလမ်းပါတဲ့အဖက်နဲကုန်မှာပေါ့အေးကိုလိုမဲကုန်မှာဆိုတော့ဟုတ်တယ်တရားရေးအဲ့ဒါတော့ sorry ရမင်းငါရဲ့ပစ္စည်းကောင်းလေးရမင်းအမိုးမပါတဲ့အခါကျတော့ဒီတိုးလာမယ်ဘေးကနေပူတန်နေနဲ့ဆိုအသားတွေမဲသွားမယ်ငါမဲရင်မဲပါစေငါရဲ့ပစ္စည်းကောင်းလေးတော့အမဲမခံနိုင်ဘူးငါအမိုးပါတဲ့ဟာလေးနဲ့သွားလေကွာနှစ်ခေါက်ပဲဆွဲရတကယ်လည်းမင်းကိုစီးစေခြင်းအမိုးလေးလှုပ်ထားအဲ့ဒါမှငါရဲ့ပစ္စည်းကောင်းလေးကမင်းဆိုင်ကနေလိုက်စီးမှာ
ဒီမှာအမိုးပါတယ်ကွာဒီတစ်ခါတော့တိုင်းနှင်းခံလိုက် ဒီကလည်းပစ္စည်းကောင်းလေးရထားတယ်ဆိုပြီးတော့ ဒီဟာဒီလိုရှင်းဒီဟာပစ္စည်းကောင်းကြီးအဲ့လိုပဲ အားကြောင့်မင်းပြောပါတယ် မတတ်နိုင်ဘူးလေကွာငါအမိုးနဲ့မင်းကအမိုးမပေါ့ तू အဲ့တော့ငါပစ္စည်းကောင်းလေးကို तू စီးချင်တာဗော ရပစ္စည်းကောင်းကငါဟာမင်းကပစ္စည်းစုပ် ငါပစ္စည်း ဒါမပါဘူးဟဲ့ ထားပါကွာလာ ဘာလို့တာဖုံးခါတာဘာလို့တာ မလေးမင်းငါပစ္စည်းကောင်းလေးတက်ဖို့လေ အော်မင်းတို့ဒီမှာစီးခိုင်းမယ်လို့ဘယ်သူကပြောလဲ ဟုတ်ရဒီမှာမစီတော့ तू ပဲနာစီ ဒီမှာမစီးခိုင်းဖုံးလဲခါစရာမလိုတဲ့ဒီမှာတော့မစီးနဲ့အနောက်မှာစီး ဒီမောဒီမှာထိုင်တော့ဘာဖြစ်မှာမို့လို့လဲ အော်မင်းလေဒီမှာထိုင်တဲ့ခါကျမင်းနဲ့တွဲရကြီးထိုင်မှာလေပဝင်းညံမြင်တဲ့ခါကျရင်ငါပစ္စည်းကောင်းမင်းပစ္စည်းကောင်းလို့ထင်သွားမှာပေါ့လက်သိမခံဘူးအနောက်ကပဲစီးပြီကဲလေအနောက်ကစီးအနောက်ကစီးလာအမလေး ဘုရားမှတ် ဒီပါ မင်းနဲ့တော့အထင်မခံ လာ ရမင်းပြောကြမလို့ဖုံလည်းမခံနဲ့ ဒီတိုင်းပဲခါပေးနေကြပါကွာ ဟာပစ္စည်းကောင်းပုံးပဲ့သွားမယ်ပုံးပဲ့သွားမယ်ခါတော့ကို ရမှာဘူး အော်ရော အော်ဘလို့ကြီးလုပ်နေတော့ဟိုဘက်လွင်လေကွာ မလဲနိုင်ငါရဲ့ပစ္စည်းကောင်းလေးနဲ့ငါနဲ့3နဲ့4လို့ဘယ်တော့မှကြောက်ခိုင်းမစီနော်ဟုတ်ဗျာအဲ့ပစ္စည်းကောင်းလေးအလားလေးပြတ်သွားမှာစလို့ဒီလိုပဲစီ လာယူနေတယ်ကွာ ဘာမှမကောင်းပစ္စည်းကောင်းလေးပဲခိုင်းနိုင်မှာအေးဒီအမောနဲ့ခိုင်းနိုင်မှာတိုင်းမှုပစ္စည်းကောင်းလေးပဲခိုင်းနိုင်မှာဟေး 呀， ဟာ 我来不？ ဟာဘယ်လိုက်ဖို့ပြရမှာလဲကွာ 也在么我？哦， ဟာလဲကြတယ်ဒီလိုရက်သမားတွေနဲ့လာလာ 明天那个没事嘛，不是没事嘛， အဲဘယ်သွားမှာလဲ 可能买也是哟。 တက် 我看，哦，东亚不？ ဟာရက်တန်ကိုတော့မို့ရမလားကွာ 哦，我也就来我也不挂，明天等个年纪，专门是有白嘛，我挂，别多没，那， အေးဘယ်တက်တာလဲ 没毛病毛病啊，谁没找去？ ဟာမူးတော့မင်းလीကွာ 哎，他就来嘛， အားတော့ပြရမယ် 要是个，可能买也是， တော့ကြီးဆောက်ကျင်းတယ်ပြီးတာငါဘို့လောက် 那个没事嘛。 မမီကျွန်တော်မိတ်ကပ်တွေကဝယ်ပေးချင်တာကျွန်တော်ပစ္စည်းကောင်းလေးကိုကျွန်တော်ပို့ပြီးတော့လှစေချင်တာသူလိုချင်တာရှင့်အကုန်ဝယ်ပါစေ ဟုတ်ပြီ တဲ့အော်မအဲ့ဒါကပါလားအဲ့ဒါပါတော့သူ့နာမမဆိုင်အော်ဘယ်သူကမှလဲကိုယ့်ရဲ့ပစ္စည်းကောင်းလေးလှဖို့အတွက်မိတ်ကပ်လာရောက်နေမာမီတို့ခေါ်လာတာ ဟုတ်ကဲ့ဆရာ ကဲပါမာမီရဲ့ပါလာတဲ့ပစ္စည်းတွေအကုန်လုံးထုတ်ပြလိုက်တော့ကျွန်တော်ရဲ့ပစ္စည်းကောင်းလေးကြိုက်ပြီးတော့ ရမမီရ ဒီမှာဒါမိတ်ကပ်စစ်ချစ်ရဲ့ပစ္စည်းကောင်းလေးဒါဒီမိတ်ကပ်ကိုလိမ့်လိုက်မယ်ဆိုလို့ရှိရင်အခုထပ်ပိုးပြီးအစများစွာလှသွားမှာဟုတ်လားပြီးတော့ဒါကဒီမင်းလေးရမဟုတ်ဘူးကိုရီးယားလာတာကိုရီးယား brand အရန်ကောင်းတယ်ရတဲလေးကြည့်တော့ကြိုက်ယူ ရမမီရဒါလေးက2 way ဟုတ်တယ်ဒါလေးက2 way သူ့လို့ပေါ့ မမီရလေစေးအောင်ရရှိတာမရောဘာတွေလိုက်ပြောနေတာလဲ ကြည့်ကြည့်ပါဦး အဲ့တော့ဒါပြီးရင်ဂျာလေးတော့ ဟုတ်တယ်မမီရ ဒါလေးကကြတော့မျက်နှာပေါင်းတင်တာဒါလေးကိုဒါမျက်နှာပေါင်းတင်လိုက်ရင်အရင်ကတည်းကနှစ်ဆလှသွားမှာဩမမီရဲ့အဲ့လောက်ကောင်းနေမှာတော့ကျွန်တော်အကုန်လုံးယူထားလိုက်တော့တကယ်ကဲပေါ့ပြောလိုက်တာကိုယ့်ရဲ့ပစ္စည်းကောင်းလေးလှနေပြီးရ ခေလေးဒီနေ့ငါတို့တွေအခြေချင်းရောင်းလိုက်ရတယ် အမလေးမမီရဲ့မမီရောင်းတဲ့ပစ္စည်းကလည်းဈေးကြီးတာဆိုတော့ပြောဖို့မပြောချင်း ဈေးကြီးတယ်မပြောနဲ့ဟဲ့အခုမှငါတို့ကဂျင်းထည့်ရတာတစ်နှစ်လုံးဒီလိုဟာမျိုးကတစ်စင်တစ်ခါလာတာမဟုတ်ဘူးလေနင်သူပြောအကြားတယ်မလားသူ့ရဲ့ပစ္စည်းကောင်းလေးဆိုပြီးသက်တာကိုမချဘူးအဲ့တော့အဲ့လိုလူမျိုးငါလည်းအခွင့်အရေးရတော့ဂျင်းထည့်လိုက်တာ မလေးမမီရဲ့ထဲခဏမပြောပါနဲ့ဟိုကကြားတော့မလားမမီလား အေးသွားမယ်မိုက်လိုက်တယ်သမီးတိုက်တော့တယောက်ငင်းနောက်လိုက်တော့တယောက်ဒီဟိုအရှက်တက်လိုက်ခွဲနေလို့ပဲ ဦးလေးဟုတ်ဝိုးပဲသွားလဲမသိ ဟုတ်လား ဘူးညာ ဒီလို ဟုတ် ပြည်ချင်းဒီစားဖတ်တာဖတ်တော့ကွာ ဘုံနိုင်ဒီစာကိုဖတ်နေတဲ့အချိန်မှာဒီမှာရှင်းတကယ်နေတယ်ဟို
ဟုတ်ရလိုက်ပါသူလည်းရှင်းလို့ပဲပစ္စည်းကောင်းလေးရထားတယ်ဆိုပြီးတော့တိကျကျကြိုက်တွေ့နေရတယ်ဟုတ်ရှင်းချစ်တော့ပစ္စည်းကောင်းလေး မရိုင်းလိုက်ကြကွာအော်တကယ်ချင်းမင်းပြောနေကြအတိုင်းပဲအားရစီကောင်းလေးပစ္စည်းကောင်းလေးပစ္စည်းကောင်းလေးဆိုအဒီပစ္စည်းကောင်းလေးများတိချာကြိုက်တွေ့တော့ပေါ့မင်းရဲ့တကယ်ချင်းတော့လဲပစ္စည်းကောင်းလေးဟာကွာမရိုင်းနဲ့တွက်လက်လုံးရလိုက်ကြကွာပစ္စည်းကောင်းလေးရလေငါဒီလောက်တမိုးထားတဲ့နဲ့ငါနားနေထွက်သွားလုံးကြပါဦးလုံးကြပါဦးဘာဖြစ်လဲကိုကြီးကြပါလားဘယ်လဲရအိုးဘာဖြစ်ရမလဲရောဒီလိုစားပါကြည့်ရဲပါအမလေးအုံသားရဲ့မင်းကကြော်ညာအားတအားကောင်းနေတာကို နေသားပါဦးမင်းတို့ကလည်းဒီကောင်ပြောနေကြစကားရှိပါတယ်ဘာဖြစ်လဲ ပစ္စည်းကောင်းလေးရထားတယ် ပစ္စည်းကောင်းလေးပါသွားပြီရာဇာ